နောက်တစ်ခု Windows 7ရဲ့ Explorer အကြောင်းကိုကျွန်တော်တို့လေ့လာကြည့်အောင်နော်ကျွန်တော်တို့ My Computer ကိုဖွင့်မယ်ပေါ့နော် Explorer ဝင်တဲ့အခါမှာကျွန်တော်တို့ My Computer ကိုဖွင့်မယ် My Computer ကိုဖွင့်ရင်လည်းဒီ Windows Explorer လေးကိုရောက်လာပါတယ်နောက်ကဒီလိုခြေကနေပြီးတော့ဒီဆိုရင်လည်း Windows Explorer ကိုရောက်လာပါတယ်ဥပမာ keyboard ပေါ်ကနေကျွန်တော်တို့ Windows နဲ့ E ကိုနှိပ်လိုက်မယ်ဆိုရင်လည်းဒီ Explorer လေးပဲရောက်လာပါတယ်ဟုတ်ပြီကျွန်တော်တို့ဒါ Windows Explorer အကြောင်းလေးကိုကျွန်တော်တို့လေ့လာကြည့်အောင်ဒါ Windows Explorer မှာဒါလောဆယ်ဘေးဘက်ချမ်းနဲ့ညာဘက်ချမ်းနှစ်ချမ်းရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီဘေးဘက်ချမ်းထဲမှာ favorite ထိပ်ဆုံးမှာ favorite အုပ်စုရှိတယ် favorite အုပ်စုအောက်မှာ desktop download recent play နောက်ပြီးတော့ library အုပ်စုအောက်မှာ document music picture video နောက်အောက်မှာ home group ဒါ network group ပေါ့နော်နောက်တော့ဒါ computer group နောက်တော့ network group ကျွန်တော်တို့အဓိကလောက်ရမယ့်အပိုင်းရာ Windows Explorer မှာကျွန်တော်တို့အဓိကလောက်မယ့်အပိုင်းရာဒီ computer အောက်မှာပါ computer အောက်မှာဝင်လိုက်တာ ਨੇ header ရဲ့ partition ဘိုင်းကိုတွေ့ရပါတယ် CDE ပေါ့နော်ကျွန်တော်တို့ကဒီ folder အသစ်တွေပါစောင့်မယ် data တွေသိမ်းမယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့ကဒီD တို့ E တို့ကိုပဲကျွန်တော်တို့ဝင်ပြီးတော့အသုံးပြုရပါတယ်เนาะဟုတ်ပြီအဲ့တော့ဒီဘက်က D ကိုဒီလိုဝင်တာ ਨੇ ဒီထဲကိုရောက်တာပါပဲဒီဘက်ကနေ D ကိုတစ်ချက်နှိပ်ရင်လည်းဒီဘက်ကိုရောက်ဒီဘက်ကတစ်ချက်နှိပ်ရုံပဲဟိုဘက်ကြာရင်တော့ကျွန်တော်တို့နှစ်ချက်နှိပ်ရမယ်နှစ်ချက်နှိပ်မှရောက်မယ်ဒါပေမဲ့ကျွန်တော်တို့ညာဘက်ကွက်ကြီးတွေနှစ်ချက်နှိပ်ပြီးဝင်တာဗိုင်ရက်တွေပါရှိခဲ့တဲ့ခြာမှာအန်တယ်များပါတယ်ကျွန်တော်တို့ဒီဘက်ကနေပဲတစ်ချက်နှိပ်နဲ့ပဲ D တို့ E တို့တွေကိုကျွန်တော်တို့ရောက်အောင်ဝင်ပါမယ်ဟုတ်ပြီကျွန်တော်တို့ဒီဘက်ကဘာကြီးကိုကျွန်တော်တို့ပြန်ပြောပြမယ်ဘယ်ဟာကြီးကတော့တိုက်တယ်ဘာကြီးပေါ့နော်တိုက်တယ်ဘာကြီးဒီမှာmaximize minimize ကျွန်တော်တို့ဒါဆိုရင်ကျုံသွားတယ်ဒီရောက်မှရောက်သွားတယ်ဒါကတော့ကျွန်တော်တို့ restore ဒါ restore ဒီကောင်ကတော့လုံးဝပိတ်တာ close ဟုတ်တယ်နော်အခုကျွန်တော်ပြန်ဝင်မယ်ဟုတ်ပြီနောက်တစ်ခါဒီရဲ့အောက်ကဘာကြီးကိုကြည့်မယ်ပေါ့နော်ဒါတခုခုကိုဝင်ထားလိုက်မယ်ဆိုရင်ဒီမှာထင်းလာတယ်ဒါ new technology board ဒီထဲဝင်လိုက်မယ်ဒါကို back ပြန်ဆုပ်ချင်နောက်ကိုတစ်ဆင့်ပြန်ဆုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီက back to ဆိုတာလေးကျွန်တော်နှိပ်လိုက်မယ်ဆိုရင်ခုနအဲ့ကိုပြန်ရောက်လာတယ်ဟုတ်ပြီနော်ခုနအဲ့ကိုကျွန်တော်တို့ပြန်ရောက်လာတယ်အကယ်၍ဒီလို back button မနှိပ်ချင်ဘူးဆိုလဲကျွန်တော်တို့ဒီ keyboard ပေါ်ကနေ back space ကိုနှိပ်လိုက်ရင်လည်းနောက်ကိုပြန်ဆုပ်သွားမှာပါပဲဟုတ်ပြီခုကျွန်တော်တို့ဒီလိုမျိုးဒါပုံတွေရှိတယ်ပေါ့နော်အဲ့ဒီပုံတွေရှိတယ်ဆိုတဲ့နေရာမှာပုံတွေရှိတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီလိုပုံလေးတွေကိုဒီလိုတမ်လေးမြင်နေရတာဘာကြောင့်လဲဆိုတော့ဒီမှာ more option တစ်ချက်နှိပ်လိုက်မယ်ဟောဒီမှာကျွန်တော်တို့ view ကို2 4 6 8မျိုးရှိတယ်ပေါ့နော်ဥပမာကျွန်တော်တို့အောက်ဆုံးကနေစကြည့်မယ် content content ဆိုရင်ဒီဘက်က file တွေဒီဘက်က file ကဘာပုံလဲခုဆိုတော့ဒါ JPEG ပုံတွေဒါဆို PSD ပုံတွေဒါသူ့ရဲ့ file size ပေါ့နော် file size ဒါ size အဲ့လို date ကန့်ဆိုဘယ်နေ့ကသုံးတယ်ဆိုတဲ့ဟာလေးပါတယ်ဆိုင်ရာတခုကိုကျွန်တော်ထပ်ထောက်လိုက်မယ်ဆိုရင်ကျွန်တော်ဒီပုံထပ်ထောက်လိုက်မယ်ဆိုရင်သူနဲ့ပတ်သက်တာအသေးစိတ်ကိုအောက်ဒီဘာမှာပြန်ပြနေတယ်ဟုတ်ပြီနော် dimension ဘယ်လောက်ရှိတယ်ဆိုတော့ pixel ဘယ်လောက်ရှိတယ်ဆိုတာဒီမှာပြန်ပြနေ okay အဲ့ဒါကျွန်တော်တို့ content နဲ့ကြည့်တာပါ TIN လေးရဲ့ style နဲ့ကြည့်မယ်ဆိုရင်ဒီလိုလေးတူချုံပြီးမြင်နေရတာကိုတွေ့ရပါမယ်သူလည်းတရားကိုတစ်ချက်နေတာနဲ့အောက်မှာသူနဲ့ပတ်သက်တဲ့ file size တွေပါတယ်အကုန်ပြောင်းသွားပါတယ်ဒါတိုင်းမှာ detail နဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ name date ဘယ်နေ့ကလုပ်ခဲ့တဲ့ဆိုတဲ့ date file size မျိုးစာ file size တွေဒီမှာတွေ့ရပါတယ် list ဒါ list နဲ့ကြည့်တယ်နောက်ဒါ small icon နဲ့ကြည့်တယ်နောက်ဒါ medium icon နဲ့ကြည့်တယ်ကျွန်တော်တို့အားရဆုံးကတော့ဒီ large icon လေးကိုကျွန်တော်တို့အားရပါတယ်ဘာပုံဆိုတာလည်းကျွန်တော်တို့မြင်နေရပါတယ်ဟုတ်တယ်နော်ဒီမှာ extra large icon စင်တော်ကြီးနေပါဒါကြီးကြောက်ရတဲ့အတော်လေးကိုကျွန်တော်တို့
နေရာစားတယ်လို့တော့ထင်ပါတယ်ကျွန်တော်တို့ကဒီရဲ့ view လေးကျွန်တော်တို့ more of ဒီ less icon တော့ပဲထားခဲ့ကြအောင်เนาะ okay ဒါကျွန်တော်တို့ဒီရဲ့ပုံတွေကို view တွေမျိုးမျိုးနဲ့ကြည့်တာပါ view မျိုးနဲ့ကြည့်တယ်မှာဒီမှာ thumbnail 8မျိုးပါပါတယ် content type detail list small icon medium icon large icon extra large icon ဟုတ်ပြီဒါပြင်ကျွန်တော်တို့ဒီဘက်ပုံလေးတွေကိုကျွန်တော်တို့ဘယ်လိုလုပ်ချင်လဲပေါ့နော် slide show ကြည့်လိုက်အောင်နော်အော် slide show ကြည့်တော့ဒီမှာ slide show လေးသူပြနေတယ်ဟုတ်တယ်နော်ဒါဒီရဲ့ပုံတွေကိုသူ slide show လုပ်တာဒါကျွန်တော်ရေးထားတဲ့စာအုပ်တွေပါအဲဒါ applet ခုန applet အကြောင်းရေးပြရှင်းပြထားတာပါဒါကကျွန်တော်တို့ window 10မျိုးစုံပြထားတာပါ okay ဒါကကျွန်တော်တို့ရဲ့ပုံတွေကိုကျွန်တော်တို့ slide show ကြည့်တာเนาะဒီ slide show နေလိုက်ရင် slide show ကြည့်တာကျွန်တော်ဒါဒီပုံဖွင့်လိုက်မယ်ဆိုရင်တပည့်ကလေးလိုက်မယ်ဆိုရင်ဒီပုံပွင့်လာမယ်ဒီမှာပွင့်လာနော်ဒီရဲ့ software နဲ့ပွင့်လာဖွင့်နေတာကိုကျွန်တော်တို့တပည့်ကလေးနှိပ်လိုက်ရုံပဲဒီထဲမှာโอเคရဆိုရင်ကျွန်တော်ဒီမှာဒီဘက်ဘားတွေမှာကျွန်တော်တို့ဒီဘက်ကဘားတွေဟာအကြောင်းလေးကျွန်တော်ပြောပြအောင်မယ်เนาะကျွန်တော်ဒီမှာ organize ဆိုရှိတယ် organize ဒီမှာ layout navigation pane ကို manage လိုက်ရင်ဒီဘက်ဘားကြီးပျောက်သွားမယ်ဘယ်ဘက်ဘားကြီးမရှိတော့ဘူးเนาะအဲ့ဒီမှာ organize layout navigation pane ကိုရှင်းနေမယ်ဒီမှာပြန်ပေါ်လာတယ်เนาะဒီမှာကျွန်တော်တို့ဘယ်ဘက်ပေါင်းပိန်မှာပေါ်လာပြီပေါ့เนาะဒီ layout လဲပုံလေးကကျွန်တော်တို့ဒီမမြင်တဲ့ဘားလေးကိုကျွန်တော်တို့ဖြုတ်လိုက်အောင်ဒါဆို menu bar ဆိုရင်ကျွန်တော်တို့ဒီကောင်ကိုကျွန်တော်တို့ menu ဖြုတ်လိုက်မယ်ဆို menu bar ပေါ်မလာတော့ဘူးเนาะ menu bar ပေါ်မလာ menu bar ပေါ်နေဆိုရင် layout menu bar ကို menu ချစ်မယ်เนาะခွေးတွေက to folder option တွေပါလို့ဆိုတာဒီ menu bar ပေါ်မှာပေါ်လာတယ် windows တင်ပြီးချင်းမှာကျွန်တော်တို့ကဒီ menu bar မပေါ်ဘူးဒီ file edit view ဆိုတဲ့ဒီ to ဆိုတဲ့ head ဆိုတဲ့ဒီ menu bar မပေါ်ဘူးမပေါ်တော့ကျွန်တော်တို့ organize ကိုတစ်ချက်နေမယ် layout menu bar ကိုကျွန်တော်တို့အမှန်ချစ်ပြီဒါမှသာလည်းကျွန်တော်တို့ပေါ်လာမှာပေါ့နော်ဒီလိုလေးအမှန်ချစ်ပြီဟုတ်ပြီအဲဒါကျွန်တော်တို့ဒီပေါ်ကဘားလေးတွေကြောင့်ကျွန်တော်တို့သိသွားတယ်နော်โอเคဒီလိုမျိုးfile folder တွေကိုကျွန်တော်တို့လုပ်ချင်တယ်ပေါ့နော်select လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ file select all ဒီမှာ select တွေဖြစ်သွားပြီเนาะselect လောက်တာလေးကကျွန်တော်တို့လုံညွတ်လွတ်တဲ့နေရာလေးကကျွန်တော်တို့ fit ဆွဲဒါလည်း select ပဲလည်း select ပဲเนาะနောက်တစ်ခုက edit ကနေ select all ဆိုလဲဒါလည်း select ပဲနောက်တစ်ခုကဒီမှာ select all ကိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်control A လို့ပြတာเนาะ control A လို့ပြတာကျွန်တော်တို့ keyboard ကနေကျွန်တော်တို့ control A ကိုနှိပ်လိုက်ရင်လည်း select เนาะ select လုပ်ခြင်းအမျိုးမျိုးကျွန်တော်တို့ဒီ Windows Explorer ထဲမှာလောက်တက်နေရမယ်ဟုတ်ပြီเนาะโอเคနောက်တစ်ချက်ကကျွန်တော်တို့ဒီ to folder option အကြောင်းလေးပြောချင်တယ်ကျွန်တော်ကွန်တာမှာ byte တက်ကြိုက်သွားတဲ့အခါမှာဒီ to အောင်မှာfolder option ဆိုတာလေးမရှိတော့ဘူးဖြစ်သွားတယ်ပေါ့နော်ဒါက folder option
folder option မှာကျွန်တော်တို့အဓိက view အောင်ပါဒီမှာကြည့် hidden file folder drive ရှိတယ် show hidden file folder drive ရှိတယ်အဲ့ဒါကျွန်တော်တို့ပြီးရင်ကျွန်တော်တို့လေ့လာကြမှာပေါ့နော်ခုတော့လောလောဆယ်ဒီ folder option ဆိုတာဒီ window နဲ့ပတ်သက်တဲ့ဒီ Explorer နဲ့ပတ်သက်တဲ့ file တွေ အားလုံးကိုဒီ option ကနေပဲရွေးချယ်ပြီးတော့ဟိုဖြစ်တယ် byte နဲ့ကိုက်တဲ့အခါမှာကျွန်တော်တို့ true folder option ဆိုတော့မရှိတော့ပျောက်သွားဒီအပေါ်3ခုပဲကျန်တော့တယ်ပေါ့ဗျာဒီအောက်ဆုံးတစ်ခုပျောက်သွားတယ်ဒီ folder option ကနေကျွန်တော်တို့ folder တွေကိုဖော်မယ်ဝတ်မယ်နော်ထိန်းချုပ်မယ်ပေါ့နော်ကျွန်တော်တို့ထိန်းချုပ်မယ် okay အဲကျွန်တော်တို့ဒီ Windows Explorer ရဲ့အကြောင်းကိုကျွန်တော်တို့ဒါပေါ်ရန်လေ့လာပြီးရင်နောက်တစ်ခါမှကျွန်တော်တို့ Windows Folder ထဲမှာ Windows Explorer folder ထဲမှာကျွန်တော်တို့ folder တစ်တွေစောက်ကြည့်မယ်copy paste တွေလုပ်ကြည့်မယ် folder file folder တွေကိုကျွန်တော်တို့ဟိုဟာဖြတ်တာတွေပါလေလေ့လာကြည့်မယ်နော်